ကျမမနေ့ကအလင်ခံလိုက်ရလို့ခုခေတ်လိန်တဲ့နီးကဒုံးကြီးထဲညံပြီးတော့ပြောင်မြောက်တယ်ကျမလိုမိမတော့ခံလိုက်ရပြီဆိုမှတော့ကြံတဲ့ကျမတို့ပြည်သူပြည်သားတွေဆိုသူ့ရဲ့ဂွင်ထဲကိုစွက်ကနေဝင်มาတေချာပြီးသားကျမပေါ့နော်ဖုန်းထဲက online shop ကနေပြီးတော့မှဂျင်းပေါင်းပြီးလှလှလေးစတိုင်ကြကြလေးတွေကိုတွေးလို့ဝယ်လိုက်တယ်ကိုးထဲမာလိုက်တဲ့ဘောင်းမီစတိုင်ကိုကြည့်လိုက်ဝါးကျမမာတဲ့စတိုင်ကဒါမျိုးဒီစတိုင်မျိုးကိုဘယ်လိုလုပ်ပြီးတော့တနေရာမှာအားလုံးကိုရနိုင်မလဲအဆင်ပြေလိုက်တာပေါ့ဝယ်ပြီးတော့ကျင်းနဲ့နေတာပေါ့ကွာအိမ်ကငွေချေတာဖြစ်တယ်လာပို့တဲ့လူကလည်းလက်မှတ်ထိုးပြီးမှကျမတို့အပ်ထားတဲ့ငွေကိုသူထုတ်လို့ရတာအဲ့ဒါတော့တေချာတာဘာရှိအောင်မလဲတခုတော့ရှိတာပေါ့ကွန်ဒိုမှာငွေအပ်ပါတယ်ဆိုနေမှကိုကြိုက်တဲ့အချိန်မှာဆင်းယူမယ်လေချက်ချင်းဆင်းမယူခြင်းလို့ကွန်ဒိုကိုငွေအပ်ထားတာလေအဲ့ဒါကြောင့်ကျမညနေပိုင်းလောက်မှကိုပစ္စည်းကိုသွားယူတာယူလိုက်တော့ဟာအစားကိုထဲစာထုတ်သွားပြီကိုထဲကတလောက်ပါလေးပဲလားပေါ့လေးပဲကောဟုတ်ရဲ့လားဟဲငါနာမည်ရောဟုတ်ရဲ့လားဟဲဖုန်းနံပါတ်အကုန်မှန်တယ်ဟာတခုခုတော့မားနေပြီအိမ်ပေါ်အမြန်တက်ပြီးတော့ဖြဲချလိုက်တာ Oh my god ထွက်လာတဲ့ဘောင်းပြီးအခုပြမယ်ကြည့်လိုက်နော်ကျမမာတဲ့ခုနဘောင်းပြီးနဲ့ဘာဆိုင်တယ်လဲလို့ကြည့်နောက်တစ်ထည့်နံပါတ်3အထည့်အဲ့ဒီဘောင်းပြီးကဘယ်သူဝတ်မလဲကြည့်လိုက်အနိကဒီမှာဒီလိုမျိုးအသားဒီလိုကျိုးမျိုးနဲ့ချုပ်ရိုးချုပ်သားကိုကြည့်လိုက်နောက်တစ်ထည့်ရဲ့အသားကိုကြည့်လိုက်ဒီမှာအတန်ကိုကြားရတယ်နော်ဒီလိုအသားမျိုးချုပ်ရိုးဒီမှာချုပ်ရိုးရဲ့ကျိုးဘေးပေါင်းပြဲအဲ့ဒီမှာကျိုးတွေမတက်မရက်လိုကျိုးတွေချုပ်ရိုးချုပ်သားဒီလိုမျိုးဘောင်းပြီး3ထည့်ကိုဗမာငွေ15သိန်းလောက်ယူသွားတယ်ဒီလိုအနေထားခေါ်တော့ဘောင်းပြီးကိုကျမအဖေတော်မဟုတ်ဘူးသူတို့ပို့လာတဲ့အခါမှာရဲ့ plastic အိတ်ပေါ်မှာသူတို့လိပ်စာပါတယ်ကျမပြောတယ်ကျမမာလာဒီပစ္စည်းမဟုတ်ဘူးလို့ကျမမာလိုက်တဲ့ဘောင်းပြီးကခက်လူငယ်ဝတ်တဲ့ဂျင်းဘောင်းပြီးအခုပို့လာတာကကျမအဖေတော်မဝတ်တဲ့အဖိုးကြီးဘောင်းပြီးလို့ဆိုတော့သူတို့နဲ့မဆိုင်ဘူးတဲ့မဆိုင်ဘူးပဲပြောတယ်အဲ့ဒါဆိုရင်တဲ့တရုတ်ပြည်ကိုပြန်ပို့ပါတဲ့ပို့ခါကွာကိုစိုက်နော်တဲ့ပစ္စည်းဟိုကိုရောက်ရင်သူတို့ကအဲ့ပတ်စံကိုပြန်လွှဲပေးလိမ့်မယ်တဲ့အဲ့ဆိုဟုတ်ပြီကျမပြန်ပို့မယ်ပြန်ပို့မလိမ့်စာပါမလဲနေမာတဲ့ website ကိုရှာလိုက်လေတဲ့တကယ်နဲ့သွားရှာလိုက်တဲ့အခါကျတော့အဲ့လိုပုံစံတူ website တွေကဒီနေ့မှတ်နေမရက်ဖြန်မှတ်ဖြူနောက်ရက်မောင်ဘောင်းပြီးတွေတူတယ်တိလားကျမပြောချင်တာနာမည်မတူတဲ့ဆိုင်တွေကပွားစီတွေကအများကြီးဒါကဘယ်မှာကျမဝယ်လဲကျမမသိတော့ဘူးအဲ့ဖုန်းနံပါတ်ကိုပြန်ဆက်လိုက်တယ်အဲ့ဖုန်းကလေဖုန်းနံပါတ်အမှန်ပါ What တွေးနဲ့မိသွားပြီကျမအလင်ခံလိုက်ရပြီဟာတော့ကျမအံ့ဩသွားပြီဒါနိုင်ငံခြားလေဥပဒေနဲ့ဆုံးမထားတာလေလို့လို့ပြီးဒီလိုလိန်လို့ရမလဲအိမ်ကဝေချေလေတဘာမှမကြဘူးကျမပြမယ်နော်ကျမဝယ်တုံးကသူပြနေတဲ့ background နဲ့သူလှုပ်ပြနေစမ်းပြနေတဲ့အနေထားတစ်ခုကကဲစမိုင်းအိမ်လိုတာနာနန်းတော်ကြီးလိုအိမ်မှာအယောင်ဝယ်လုပ်နေတာနော်ဒီယုံနိုင်စရာတစ်ချက်ကလေးမှချွင်းချက်မရှိဒါကြောင့်ကျမတော်တက်ထားဝယ်တာလေ